Hi မင်္ဂလာပါကျွန်တော်နာမည် Boys ပါဒီနေ့ podcast လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘဝမှာတခါတရံကျွန်တော်တို့ဟာကိုယ်ပဲသူလဲဘာကိုလိုချင်တာလဲဘယ်ကိုသွားနေလဲဆိုတာမသိတဲ့အချိန်တွေရှိတတ်ပါတယ်ဒါဟာအားနည်းချက်မဟုတ်ဘူးလူတစ်ယောက်အနေနဲ့နောက်တစ်ဆင့်တက်ဖို့အစပြုတဲ့အချိန်တွေဖြစ်လာနိုင်တယ်ဒီနေ့ကျွန်တော်ပြောမယ့်အကြောင်းအရာလေးရဲ့ခေါင်းစဉ်ကကိုပြန်လဲရှာဖွေခြင်းဖြစ်တယ်ကျေးဇူးပြုပြီးတော့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe လေးလုပ်ပေးထားကြပါဦးကဲကျွန်တော်စလိုက်ရအောင်ခင်ဗျားရောသိရလားခင်ဗျားဘာတူလဲဆိုတာနေ့စဉ်နေ့တိုင်းအလုတ်တောင်ဝန်နဲ့လူမှုရေးတွေကြားထဲမှာကိုမေ့သွားတတ်တယ်ဗျဒီကိစ္စဆိုရင်ပိုတော့စိုးသေးတယ်ကျွန်တော်တို့ကကိုယ်ပိုင်အတွေးတွေကိုယ်ပိုင်အသိဉာဏ်တွေကိုပိုင်ဆိုင်ထားတဲ့သူတွေမဟုတ်တော့ဘူးဗျနီးပညာနဲ့စစ်ပွဲတွေကြားထဲမှာမြေစာပင်ဘွားတွေနဲ့ကိုတောင်ကိုဖြစ်မနေဘူးဆိုတဲ့ခေတ်ကြီးကိုရောက်နေတာတိတ်ဆိတ်တဲ့ချိန်မှာကိုပြန်ပြီးတော့မေးကြည့်တယ်ငါတကယ်ပျော်ရွှင်နေသလားငါလုံနေတဲ့အရာတွေကငါအတွက်အတိတ်ပဲရှိရလားကိုပြန်ရှာဖို့ဆိုရင်တော့တစ်ခါတည်းမှာနာကျင်တဲ့အရာတွေကစအတိတ်တွေအမှန်တွေမှားတွေအကုန်လုံးကိုလက်ခံထားဖို့လိုတယ်မဖြစ်လာနိုင်တော့တဲ့အိမ်မက်တွေပြတ်တောက်သွားတဲ့ဆက်ဆက်ရည်တွေကိုအတွက်တန်ဖိုးရှိပေမဲ့ကိုမတိလိုက်ပဲကုံဆုံးခဲ့တဲ့အချိန်တွေဒီတန်တွေကိုလည်းလက်ခံထားဖို့လိုတယ်ဗျဖြစ်လာမဲ့ပြဿနာတိုင်းကိုလည်းရှောင်ဖယ်ဖို့မလိုဘူးနားလည်ဖို့လိုတယ်တချို့အရာတွေကကျွန်တော်တို့ကိုဖျက်ဆီးဖို့လာတာမဟုတ်ပဲနဲ့တင်ကြဖို့ဆိုတာကိုလည်းကိုနားလည်ထားဖို့လည်းလိုတယ်ဗျကိုပြန်ရှာရတဲ့လန်ခီမှာတော့ဘယ်တော့မှမြင်မရောက်ဘူးပေါ့ကိုရဲ့တနေ့တာမှာကိုအမိတ်တွေပေးဝေဖန်ပြီးတော့ကိုဘာသာပြန်နားထောင်ခြင်းနဲ့စပြုပြီးတော့ကိုခွင့်လွတ်တတ်အောင်ကိုလက်ခံနိုင်အောင်အရေးကြီးဆုံးကကိုသူများနဲ့မနိုင်ရှင်မိအောင်ကိုရဲ့ကိုယ်တိုင်တီထွင်ဖန်တီးမှုရှိတဲ့လမ်းနဲ့ကိုယ်တိုင်အကောင်းဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့လမ်းကြောင်းတွေကိုဖောက်ပြီးတော့ဆက်လျှောက်ဖို့လိုအပ်တာကိုမှန်တစ်ချက်လို့မြင်အောင်ကြည့်ပြီးတော့ဘသူမှမဲရွက်ပြနေတာမဟုတ်ဘဲနဲ့ကိုမြင်မှကိုရှာတွေ့နိုင်ပြီးတော့အောင်မြင်မှုရရှိမှာခင်ဗျားဘယ်တဲ့ရွယ်မှာဆိုတာရေးမကြည့်ဘူးကိုနားလဲတဲ့အချိန်ကစပြီးတော့ဘဝကိုစတင်အောင်ပါအဲ့ဒါအမှန်ကျွန်တော်တို့ရဲ့ lifestyle တွေကဟိုးအရင်တည်းကနေပြီးတော့မှ theory အဟောင်းတွေကြားထဲမှာအသက်ရှင်တန်ပြီးတော့မှလူကြီးတွေရဲ့ရှေးရိုးစွဲနဲ့ဒီဝါဒတွေကြားထဲမှာပဲရှင်တန်နေရတော့ကျွန်တော်တို့ရဲ့အသိဉာဏ်နဲ့အုံနောက်တွေဟာဘယ်တော့မှကိုပြန်မမြင်ရနဲ့တစ်ဖက်လူတွေပေါ်ကိုပဲအပြစ်တင်ရှုတ်ချပြီးတော့မှဒီတစ်ဖက်ချင်းစီရဲ့အဆိုးတွေကိုပဲကြည်တက်ပြီးတော့မှကျွန်တော်တို့ရဲ့ lifestyle တခုကိုကာကွယ်လေးရှိတတ်ကြတယ်ပေါ့နော်အဲ့ဒီရဲ့အတွေးတွေကိုစပြီးတော့မှကျွန်တော်တို့ကကိုပြန်လဲဝေဖန်ပြီးတော့မှကိုပြန်ပြင်ဆင်ပြီးတော့မှတစ်ဖက်ကိုအကောင်းမြင်ကြည့်ရင်တစ်ဖက်ကလည်းကိုပြန်ပြီးတော့အကောင်းမြင်လာတယ်ဆိုတဲ့ theory တွေတခုကိုပြောင်းပြီးတော့မှကျွန်တော်တို့စတဲ့လမ်းစာအသစ်ကိုကျွန်တော်တို့ရှောက်လွှမ်းဖို့လိုလာတာပေါ့နော်ဘလို့ပဲဖြစ်အကောင့်တွေးပါဦးနော်ကိုတိုင်အကောင့်တွေးနေတဲ့အရာဒီတစ်ဖက်လူပေါ်မှာကိုအကောင့်တွေးလိုက်ခြင်းပဲဖြစ်ကိုလုံးမဲ့အရာပေါ်မှာအကောင့်တွေးလိုက်ခြင်းပဲဖြစ်ဘလို့ပဲဖြစ်ကိုချစ်တော့ကိုအကောင့်တွေးလိုက်ခြင်းပဲဖြစ်အရာအစားအရာအကောင့်တွေးလိုက်ခြင်းကိုတွေ့ပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကိုပြန်လဲရှာဖွေတဲ့အချိန်မှာကောင်းခြင်းနဲ့စတာပိုကောင်းတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုရဲ့ lifestyle တခုမှာအမဲဆက်ပဲရှိအပြူဆက်ပဲရှိအနီဆက်ပဲရှိပါရှိခဲ့တဲ့အရာတွေအကုန်လုံးပုံမှာကိုကကောင်းခြင်းနဲ့တွားနေတဲ့အချိန်ကြရင်ဘယ်တော့မှဆိုးခြင်းဆိုတဲ့အရာတစ်ဖက်ကိုလမ်းလျှောက်နေရမှာမဟုတ်ဘဲနဲ့ဒီကောင်းတဲ့ဘက်ကိုပဲကိုအများနဲ့လမ်းလျှောက်ပြီးတော့မှကိုရဲ့ lifestyle တခုကိုယ်တိုင်ရှာတွေ့သွားလိမ့်မှာပေါ့အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုဒီမှတ်တစ်ချက်လို့သူများကိုကအစိုးမြင်နေပြီးတော့မှတစ်ဖက်ကနေပြီးတော့ကိုယ်ပြန်ပြီးတော့မှအစိုးမြင်လာတဲ့အရာလေးကိုတကအပြစ်တင်ရှုတ်ချပြီးတော့မှကိုရဲ့ lifestyle တခုကိုကာဘာတခုယူပြီးတော့နေလေးပို့ပြီးတော့မှပူလောင်လေးဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ကိုဒီပေးလိုက်ခြင်းကအဆိုးဖြစ်တယ်လေ။ဒါကြောင့်မလို့ပြန်လာခြင်းကလည်းအဆိုးဖြစ်မှာတော့ညာကိုယ့်ဟာကိုတီးထားရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်။အရာတိုင်းကရှာဖွေလေးတွေ့ရှိလေးပါ။အဓိကရှာရခက်ဆုံးကလည်းကိုတိုင်ပါပဲ။ကိုရှာဖွေရတာလည်းအခက်ဆုံးပဲ။ပြီးရင်ကိုရှာဖွေရတဲ့အခက်ဆုံးတွေကြားထဲမှာကိုထိန်ပြီးတော့မှကိုယ့်ရဲ့ lifestyle တခုကိုယ့်ရဲ့ဘဝတစ်ခုရဖို့အတွက်ပုံမူပြီးတော့မှလွယ်ကူအောင်ကိုဘွားကိုတေချာစနစ်တကျနဲ့ဖြတ်တန်းရအောင်ပြီးရင်ကိုဒီနေရာနေပြီးတော့အထက်သို့တဖြည်းဖြည်းတစ်လွင်တဲ့လမ်းတွေကိုဆက်ပြီးတော့ update လုပ်ပြီးတော့ရှောက်လို့ရအောင်ပေါ့အရင်ဆုံးအနေနဲ့ကိုပြန်လဲရှာဖွေကြည့်ချင်အကောင်းဆုံးပဲဘာလို့လဲဆိုတော့ကိုရဲ့ဘွားခီးမှာကိုနဲ့ပတ်သက်ရမယ့်ပုံပုံကျင်နေတဲ့ကိုနဲ့ကိုက်ညီမဲ့ lifestyle တစ်ခုရယ်ပြီးတော့ကိုဝါသနာပါတဲ့အရာတွေနဲ့ကိုရဲ့ဘွားကိုရှေ့ဆက်ရှောက်ဖို့အတွက်ကောင်းမွန်တဲ့အချင်းအရာတွေကိုလိုချင်နေဆိုရင်တော့အရေးဆုံးအနေနဲ့ကိုပြန်လဲရှောက်ပြီးကြည့်ဖို့အတွက်အကြံဉာဏ်ပေးရင်းနဲ့တိုက်တွန်းလိုက်ပြတယ်ဒီနေ့ podcast လေးကိုနားထောင်ပေးတဲ့အတွက်ညီကိုမောင်နှမတွေကိုကျေးဇူးတင်တယ်ညီကိုမောင်နှမတွေရဲ့အတွေးနဲ့ခန်းစားချက်တွေရှိရင် comment မှာပြန်လဲဝင်ငါပေးပါကိုအများဆုံးရှောက်ပွေနိုင်ပြီးတော့မှရတဲ့လမ်းစာကိုအများဆုံးရှောက်နိုင်သူများဖြစ်ကြပါစေ peace နောက်တစ်ပုံမှာပြန်လဲတွေ့ကြရအောင်